အခြေပါလို့ရမှာမဟုတ်ဘူးလေအားစနေမှာတော့အချစ်ကိုကိုယ်ပဲကြပါလေဆိုတော့အချစ်ကိုကိုယ်ပဲလို့ဆိုလို့ရှိရင် God is love တဲ့ဆိုတော့ဘုရားကိုကိုယ်ပဲတော့မဟုတ်တော့ဘူးဒီလူမျိုးဒီဘာသာစကားတွေကပဲယူမယ်ဆိုလို့ရှိရင်ဒီပုတ်တွေကဒီပဲတွေပဲထွက်လာမှာဘာပြီးလဲတဲ့ကျေနေနေဒီချင်း family မှာဆိုနေကြတဲ့ချင်းရှိပါတယ်အချစ်တစ်ခုနဲ့အရာရာကိုကောင်းတိုင်းဖြစ်စေမယ်ဆိုတော့အချစ်မရှိလို့ရှိရင်ဥပမာအဖေမေကအရင်ကတည်းကသဘောတူထားလို့ပဲဖြစ်ဖြစ်ဒီလူကချမ်းသာလို့ဒီလူကပညာတတ်လို့ဆိုတော့ဟောဖြစ်တယ်ဆိုလို့ရှိရင်ယောက်ျားလေးတွေကဗာလဲဆိုတော့မယူခင်မှာဆိုရင်ဖျာလုံးလိပ်ပြီးကောင်းပေါ်တင်ထားတယ်ယူပြီးတော့လို့ရှိရင်ဖျာလုံးခင်းပြီးအိတ်တယ်ဆိုတော့အချစ်တော့အချစ်ကမှအရေးကြီးတာအဲ့လိုမျိုးလူတွေကဘယ်လိုလဲမက်တာပေါ့နော်ဆိုတော့ဘာသာတူတယ်လူမျိုးတူတယ်ယူတယ်ဒါပေမဲ့သူတို့ကအချစ်မရှိဘူးတမန်မှုငွေကြေးဥစ္စာအဲ့ဒါတွေပဲရှိတယ်ဆိုတော့အချစ်မရှိလို့ရှိရင်ဒီအိမ်ထောင်မှာအိမ်ထောင်ဆိုတဲ့လုံးဝလူတစ်ယောက်မသိတဲ့နှစ်ယောက်ကဒီအိမ်ထောင်ကိုသူကဒီဆောက်မှာဆိုတော့အချစ်မရှိလို့ရှိရင်ဒီပြောတယ်ပါလေယူခါဆာမှာစီနီယောလေးတွေလာနောက်တော့လက်ထဖြစ်သွားတယ်ဆိုအဲ့ဒါယူခါဆာမှာတွေကိုလက်ထဖြစ်သွားနိုင်တယ်freedom လို့ရှိရင်freedom လို့ရှိရင်ကျမတို့ဒီနိုင်ငံလာတာဆိုတော့ freedom လို့ရှိရင်ဆိုရင် free ချရမှာပေါ့အဲ့ဆိုအရှိကမှအရေးကြီးတာဆိုတော့ freedom ဆိုတာနောက်ပြီးတော့အဖြူမဲဆိုတာတဲ့သူကလေးကအမဲထွက်လာမလားအဖြူထွက်လာမလားဆိုပြီးတော့သူကကြောက်လို့ပြောတာဆိုတော့ဒီအခုချိန်မှာ US မှာသမဏဖြစ်နေတာအမဲဆိုတော့ကျမတို့ဒီမှာလည်းအဖြူတွေအမဲတွေရှိတယ်ဆိုတော့ကျတော့အဖြူအမဲဆိုတာအရေးမကြီးဘူးအချစ်ဆိုတာပဲအရေးကြီးတယ်အချစ်မရှိလို့ရှိရင်အိမ်ထောင်ကနားလည်မှုဆိုတာလည်းဖြစ်တယ်အချစ်မရှိလို့ရှိရင်ဒီလူကကြာလာလို့ရှိရင်လက်ထနဲ့တူတယ်တော့မိုင်းတိုင်နဲ့အဲ့လိုမျိုးဖြစ်လာတယ်ဆိုတော့အချစ်မရှိလို့ရှိရင်လုံးဝသူ့ရဲ့ဆိုးချက်တွေကမြင်နေတာပေါ့နော်အချစ်ရှိရင်သူ့ရဲ့ဆိုးချက်တွေကအချစ်နဲ့အရာအလုံးကောင်းတိုင်းဖြစ်စေတယ်အချစ်ကိုကိုယ်ပဲကြတာဒီလိုတော့ဒီလိုကိုစားနေစနေလို့ဆိုတော့ကဲအခုချိန်ကြည့်ရတော့ကျွန်တော်တို့ကြည့်ရတာမြို့သမီးတွေကတယောက်စီပြောပြီးသွားတဲ့အထက်မှာမြို့သမီးကစကားပြောတဲ့နေရာမှာပွက်နေမများနေပါတယ်။ဆိုတော့ကုမ္ပဏီတိုင်းကိုကြည့်ရင်လည်းဥစ္စာတွေကတော့ CEO တို့ဘာလို့ကြောက်မှာမြို့သမီးကိုခဏများတယ်ဆိုတာကဟုတ်တယ်မိခင်ပြောတာပွက်နေရှိတယ်အားပေးတယ်ကောင်းတယ်